ဒါဒီတန်းဟာဘာတော့ဟာဟဲ့ဘောင်းမီတွေကြုတ်ကုန်ပြီဒုက္ခပဲရှူပေါက်ခြင်းနဲ့သွားကြတော့မယ်ပေးကြပါရှူပေါက်ခြင်းနဲ့ကောင်းလေးမှာမိုက်ကနေဖြစ်ပြီမူးလိုက်တာကြောင်တဲလေးရဲ့ကိုအဝါပေးပါလား ဘာမှလည်းမဆိုင်ဘူးရပြီလား ဘာကိုပေးခိုင်းတာမဟုတ်ဘူးနှခမ်းလေးကိုပေးခိုင်းတာ ကိုမျိုးကဘလို့ဖြစ်နေရလဲကြောင်မြေဝင်းမှာကြောင်အိမ်နေလို့မရအောင်ကြောင်တဲလေးရတယ်ဒီမှာမူးနေလို့ပါဆိုအားပြည့်နေလို့ပါလို့ပါ မြောက် โอเคရိုက်မယ်နည်းနည်းလေးကတ်ပေးပါခင်ဗျဟုတ်ဒီလောက်ဆိုရလား နည်းနည်းကတ်ပေးအောင် ဟုတ်ကဲ့ဒီလိုလေးလားဒီလိုလေးလား โอเคကောင်းတယ်နောက် post တစ်ခုလောက်လုပ်ပေးပါအောင်ဗျ ဟုတ်ကဲ့လက်ကလေးကိုဒီလိုလေးဖတ်ပြီးတော့ခေါင်းလေးပေါ့ဒီလိုလေးတင်ထားလိုက်မယ်ကောင်းလားဒီ post ကောင်းလား โอเค တော်ငါနားမလားနဲ့သွားပြီးရင်ငါကုတ်လိုက်လို့ရှင်လည်းမင်းဖေနဲ့သွားတိုင်အောင်မယ်ဟဲ့အောင်သွားလက်ကြီးကညင်ပတ်နဲ့ဟိုစားကင်ဒီစားကင်ဟိုဤကင်ဒီဤကင်နဲ့နန်ဆောင်နေပဲသွားလာမကင်နဲ့မငုံနဲ့လေဟဲ့အောင်မင်းကဘာလုပ်သေးလို့လဲတခင်ကျွန်တော်မလုပ်ဘူးနော်တခင်တောက်ကျွန်တော်မလုပ်ဘူးနော်သူကသူငိုရနော်